မင်္ဂလာပါညီလေး ဟုတ်ကဲ့ပါဆက်စစ်ပြန်လာပါမယ် โอเคကိုကတော့ကိုချစ်လောက်ကန်ရှာဖွေရေးကကိုချစ်ပါညီလေး ဟုတ်ကဲ့သိပါတယ်ဆက်စစ်ကျွန်တော်တို့ကစီရီယိုင်မှာလှုပ်ရှားပေးနေဆက်စစ် ဟုတ်ကဲ့ပါညီလေးကိုပြောချင်တာပေါ့ကွာအလုပ်ကိုညီလေးဘယ်ကပြီးတော့စရခဲ့လဲဆိုတာလေးပေါ့ပြီးလို့ရှိရင်ငါညီလေးရဲ့ဘယ်လိုခေါ်မလဲဆိုတော့မိသားစုစားတော့စားဖို့နေရတဲ့အဆင်ပြေမပြေပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ဘယ်သူကရှာပေးတာလဲပြီးတော့အလုံးရပြီးတော့လဲဟောတာဒီအလုံးသွင်းပေးရတဲ့ပတ်သက်ပြီးတော့လဲကိုပြောချင်တာကွာညီလေးရှယ်ပါလေးတောင်းဆိုတာရှိတယ်ဘာယူရတာရှိတယ်ပေါ့အဲ့ဒါလေးမေးချင်တာပေါ့ညီလေးညီလေးရှယ်ပွင့်ရင်ပြောပါ ဟုတ်ကဲ့ပါအခုကျွန်တော်ခိုင်းကိုရောက်ခဲ့တာ2020ပေါ့နော်ရောက်ခဲ့တဲ့အချိန်မှာအမှန်တိုင်းပြောရင်ကျွန်တော်တို့ဒီလောက်ကမရှိဘူးဗျခိုင်းမှာလောက်ကရှားပါတယ်ရှားခက်ဟိုရှိတဲ့လောကနေလည်းပွဲသားတွေကပုံမှန်ယူတာများတယ် ဟုတ်ကဲ့ပါဗျ များတဲ့အချိန်မှာကျွန်တော်တို့ခဏခဏအလင်းငယ်တဲ့ပွဲသားတွေစမကြီး2500အချို့ဆိုပြန်ဆိုင်ကောဆန်းပေါ့ထိုင်းကောဆန်းပြန်ဆိုင်တော့ဆင်းပြည့်ရနေရတယ်သူတောင်းတာစမကြီး3000 4000ပေါ့နော်အဲ့လိုတောင်းပြီးတော့လည်းအလောက်ကမှလုံးမရခဲ့ဘူးကျွန်တော်တော်တော်ဒုက္ခရောက်နေတယ်ဒုက္ခရောက်တဲ့အချိန်မှာနောက်မှာတော့တွေ့ဆရာကြီးအလောက်ကရှာဖွေပေးရှာဖွေချိတ်သက်ပေးဟိုမှာဆရာကြီးရှိမှကျွန်တော်သွားပြီးတော့စကားတပြောတယ်တော့ပြောပြတဲ့အချိန်မှာကျွန်တော်တို့ဖုန်းနံပါတ်ပေးတော့ဖုန်းနံပါတ်လည်းရတယ်အဲ့ဒါဖုန်းနံပါတ်တင်ထားတယ်ကျွန်တော်ပို့ဆက်တယ်ပို့ဆက်ပြီးတယ်လီဂရမ်စိတ်နိုင်ကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော်လှုပ်ရှားပြီးအဲ့အလုပ်ဒီဆက်စစ်လှုပ်ရှားပြီးမှာကျွန်တော်မှန်တယ်အင်လာကတော့မရှိဘူးစားတော့တော့ခက်ခဲခဲ့ ဟုတ်ကဲ့ပါဗျ အမျိုးသမီးလည်းမရှိဘူးအမပထမဆုံးအလုပ်သွင်းမိတာအမျိုးသမီးလုပ်ရတယ်လုပ်ရပြီးအမျိုးသမီးအလုပ်နားတဲ့အချိန်မှာကျွန်တော်ထပ်ပြီးအလုပ်သွင်းမိအဲ့အမျိုးသမီးအလုပ်ကိုလည်းသူကိုယ်လည်းအမခံပြီးတယ်ဆက်စစ်ကိုလည်းအမခံပြီးတယ်ကျွန်တော်ကကောင်းမှုဆိုမှုဆက်စစ်ကိုလည်းကောင်းခံပြီးတယ်အဖေးရှိ ဟုတ် ပါ ကဲ့ပါဗျဟုတ်ကဲ့ပါဗျ အဲ့တော့လည်းကျွန်တော်တရားချမ်းမှလည်းပြရလို့ကော်ပီတစ်ခွက်လည်းမတိုက်ခဲ့ရဘူးမိုးတစ်ခုမတိုက်ခဲ့ရဘူးကိုယ်တရားစနစ်တွေမတိုက်ခဲ့ရဘူးကျွန်တော်တို့ဒါအများကြီးပြင်နေခဲ့တယ် ဟုတ်ကဲ့ပါ ကျွန်တော်လည်းဒါစီပြောက်ပါပဲကျွန်တော်စီကိုပြောလို့ဂျီဇာထဲမှာလည်းပါတယ်ကျွန်တော်လည်းဆန္ဒပြရတဲ့ဘက်ဒီနိုင်ငံရေးမှာလှုပ်ရှားခဲ့တယ်ပြောမလို့ဒီဆက်ချင်းလောက်ခဲ့ချင်ပါကျွန်တော်ဒါလှုပ်ရှားပဲကျွန်တော်လည်းကိုစိတ်တုံးနေတရုတ်260ပါဒါအဲ့လိုလှုပ်ရှားပြီးတော့လည်းကျွန်တော်ဆက်ချင်းကိုစရိတ်လင်းတာကိုတခုမတိုက်ခဲ့ရဘူး ဟုတ်ကဲ့ပါဗျ အားကြောင့်ကျွန်တော်နိုင်ငံရေးဒီကျွန်တော်လှုပ်ရှားခဲ့တဲ့ဒီစီရီယန်ဒီနိုင်ငံရေးဒီအကြောင်းဖတ်ပြလာတဲ့ဒီဒုက္ခတွေကိုဒါအခမဲ့ကူညီတာပေါ့နော် ဟုတ်ကဲ့ပါဗျ အင်္ဂါတွေပါတယ်လေဒီတတ်တာလုံးလာတဲ့ကူညီပေးတဲ့အခမဲ့ကူညီပေး ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါ အဲ့တော့တကယ်လို့ဒီထိုင်းနိုင်ငံရောက်နေတဲ့စီရီယန်ဒီစီရီဆောင်ဒီနိုင်ငံရေးဒုက္ခတွေဒီဒုက္ခတွေကဒီကတော့ဒုက္ခတွေပေါ့ဒုက္ခတွေစီရီဆောင်ဒီစီရီယန်ဒီအလုပ်ကိုင်မရဘူးခက်ခဲနေတယ်ဆက်ချင်းဒီမှာချင်းသလို့ရတယ်တပြားတစ်ချက်မှမပြရဘူးအဲ့ဒါကျွန်တော်ကိုလေးကတော့ကိုလေးပြင်လို့ကြာကျွန်တော်ပြန်ရှယ်ပေးရတစ်ချက်မှလည်းမပြရဘူးနောက်တစ်ခုကဒီအလုပ်ကိုလည်းတတိယပတ်စံမှအဖေကောင်းမကောင်းဒီဆက်စစ်ပဲစားရတာမျိုးလေးဟုတ်ကဲ့ပါကျွန်တော်တင်ပြီး ဟုတ်ကဲ့ပါဗျ အဲ့လိုပြင်လို့တော့လေဟိုကိုရတယ်ဒီကိုတော့လို့လည်းမလုပ်ဘူးသူကဒါကျွန်တော်ဒီဆက်စစ်နဲ့ရင်းနှီးတဲ့လာလေတဲ့အချိန်မှာကိုကတော့တခုမှမကြည့်အောင်ဆရာစစ်ကတော့အဲ့ခံတယ်ပြအဲ့လိုရှာဖို့ပြရအဲ့တော့တကယ်လို့စီရီယန်လောက်လာမဲ့လူတွေရှိရင်စီရီယန်ရဲဝင်လုပ်ကြပါထိုင်းနိုင်ငံဘက်ကိုရောက်ရှိခဲ့ရင်လောကကျော်စိတ်မှာပါလေလောကနဲ့ဒီဆရာရှိလောကရှာဖို့ချိတ်ဆက်ပါ ကိုချစ်လောက်ကန်ရှာဖွေရေး ဟုတ်ကဲ့ပါကိုချစ်လောကရှာဖို့ကျွန်တော်ကဒါချူလို့လည်းဝင်တယ်ဆရာရှိလို့ခေါ်တာဒီကျေးဇူးရှင်တွေဆရာရှိလို့ခေါ်တာကိုချစ်လောကရှာဖို့မှာဒီကိုချစ်ဆက်ပါဒါလည်းဆက်မလည်းမပြရဘူးကိုရှာစရိတ်လည်းမတိုက်ကြဘူးကိုရတယ်လည်းမကြည့်ရဘူးအခါမဲ့ကူညီပြရပါပြီးတော့ကျွန်တော်ဒီကောင်နိုင်ငံရေးတော့ပတ်ပြီးတော့စီရီတို့ဒုက္ခတွေ ဟုတ်ကဲ့ပါ ဒီလိုအလုပ်ကမရှိဘူးဒုက္ခရောက်နေပြီလေအင်္ဂါပါနဲ့ဒီသက်သားနဲ့မဟုတ်ဘူးလေဒီရှာဖွေပေးဖို့တော့လေဆရာရှိကိုဝင်တောင်းရရတယ်ဒီကိုချစ်ကိုဝင်တောင်းရတယ်ကိုချစ်ကအများမလည်းယူမှာမဟုတ်ဘူးအများမလည်းဒီမခံဘူး ဟုတ်ကဲ့ပါဗျ ဟုတ်ကဲ့အဲ့ဒါကျွန်တော်ရဲ့ကူလေးပေါ်မှာကျွန်တော်တို့ဒီဆရာရှိနဲ့ဒီကိုချစ်နဲ့တွေ့ခင်ပါတယ်တော့ဒုက္ခရောက်ခဲ့ကျွန်တော်ဘယ်လိုကောင်းမလဲဒီကူထောက်ပံ့တဲ့ဟာလေးနဲ့ကျွန်တော်စားတော့ပြတော်ဒုက္ခရောက်တယ်ဗျထိုင်းနိုင်ငံမှာအလုပ်ကနေကူရှိရင်အဆင်ပြေလာပြီ ဟုတ်ကဲ့ပါ အလုပ်အင်္ဂါတစ်ခုငါ့ဘုတ်တယ်လည်းဟိုအခြေခံကောင်းမရရင်လည်းတော့ကတော့ဆက်လာဘူးအခုကိုကျွန်တော်အဆင်ပြေပါတယ်အလုပ်ကနေပါအခုအဆင်ပြေတယ်ဒီကိုရှိလောက်ကရှာကိုရကျွန်တော်ကောင်းကောင်းလေးရှာထည့်ပေးတာလေအမျိုးသမီးတွေလည်းလုပ်ထည့်ပေးတာလေ ဟုတ်ကဲ့ပါ အဲ့အတွက်နိုင်ငံရေးနဲ့တကယ်အတယူကြီးလည်းဖြစ်ပြီးလာတယ်ဟိုဒုက္ခတွေပြီးတော့စီရီယန်တွေလောက်ကအခက်အခဲဖြစ်လာခဲ့ရင်ဒီကိုရှိလောက်ကရှာပြီးမှာလာရောက်ချိတ်ဆက်ပါမမေ့ပါနဲ့လို့ကျွန်တော်တို့ကွန်မန့်ဝင်ပြီးချင်တယ်ကွန်မန့်ပေးတာပေါ့နော်ချိန်ကနေပြီးချင်ပါလေအဲ့အတွက်လည်းအလို့ရှာပေးတဲ့လည်းမပူပါနဲ့တရားချက်မှလည်းမပေးရဘူးတရားချက်မှလည်းမကုန်ပါဘူးအလုပ်ထဲဒီအရောက်ကိုလိုက်လံပို့ဆောင်ပေးတယ်အလုပ်ထဲဒီအရောက်ကိုဒီ
ဒီဘယ်ကောင်တတိနဲ့တွေ့ပြီးတယ်အဲ့လိုတွေ့ပြီးလို့လည်းသူကဒီကိုရှိကဒီဘိုးတို့လောကတွေကတကြပြချူရအောင်ဆောင်းမှာမဟုတ်ပါဘူးဒီဘိုးမြတ်ကတည်းကတတိယပြီးမြတ်ကလည်းကိုလက်ထရောက်လိမ့်မယ်ကျွန်တော်လည်းရခဲ့တယ်ဘယ်လိုကျွန်တော်မြတ်ချောင်းတယ်မြတ်ချောင်းတယ်ရတယ်ဟုတ်ကဲ့အဲ့တော့မပူပါနဲ့ဒီစီဂျန်လို့လာမယ်အကူလေးမောင်းလေးအကူလေးညီလေးပေါ့ရှိနေတယ်ဒီရဲမို့တော့စီဂျန်လို့ကြပါကျွန်တော်တို့ကမှအဲ့ဒါကပဲကူးလာတယ်လောက်ကန်တော့လည်းအဆင်ပြေပါတယ်ကျွန်တော်ကုညီမဲ့လူတွေရှိတယ်ဒီတိုင်းတော့လည်းကျွန်တော်တို့အင်္ဂါရီပါဆက်ပြီးမဲ့ကုညီမဲ့လူတွေရှိရဲဆိုတော့ကျွန်တော်အကြံပေးပါတယ်ဟုတ်ကဲ့ပါခုလိုเนาะဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ခုငါညီခုလို့ပြောတာတွေပေါ့ကိုချစ်လောက်ကန်ရှာဖွေရရင်ငါညီကိုဘယ်လိုပြောပါဆိုပါစီယုံတာရှိလားပြီးလို့ရှိရင်လိန်ခိုင်းတဲ့စကားလုံးတွေရောပါလာညီလေးဟုတ်ကဲ့ဒီကိုချစ်လောက်ကန်ရှာဖွေရပြောလို့ကျွန်တော်အင်တာနက်ပြုချင်တယ်ကျွန်တော်ခေါ်တယ်ကျွန်တော်ဆန္ဒနဲ့ကျွန်တော်ရဲ့ဒီကြုံရတဲ့ကျွန်တော်ရဲ့ဒီအခုကြုံနေတော့ဖြေတာပါဟုတ်ကဲ့ပါတခုမှလည်းသူကပြန်မလာဘူးကျွန်တော်ဘယ်လိုဖြေပါလို့လဲအကြံဉာဏ်ပေးပါမယ်ကျွန်တော်လည်းအသက်ကြီးခဲ့လို့ဒီမှာနိုင်ငံတွေလုပ်ပြီးတော့ကျွန်တော်လည်းဒီဘက်အေးချောင်းနေတာလေအဲ့တော့ကျွန်တော်လည်းဘယ်လိုဖြေပါလို့ကျွန်တော်လည်းအကြံဉာဏ်ဘယ်လိုခေါ်မလဲကျွန်တော်လည်းအုံနဲ့စဉ်းစားကြည့်ပါဒါဟုတ်ကဲ့ပါအခုကျွန်တော်ဖြေရတာတွေအတော့ကျွန်တော်ရဲ့သဘောထားနဲ့ဖြေပြီးတာပါဒါကျွန်တော်တူတယောက်ရဲ့ဒါအတွေ့အကြုံတွေရကျွန်တော်ကဖြေတာဖြေပြီးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဒါလေးကိုလေကိုဖိဖို့မှာတင်ရောငါညီနေနဲ့လက်ခံနိုင်ပါမလားဗျာဟုတ်လက်ခံပါတယ်လက်ခံပါဗျာဒီသမရှိဘူးတင်ပါဒါဒီကျွန်တော်ရဲ့ဒီဘာလို့ဒီအင်တာဗျူးလေးနေသွားရင်ဒီကျွန်တော်အချို့ကျွန်တော်လည်းကြုံဘူးပါကျွန်တော်လည်းရင်းနှီးလို့ပြောဘူးပါဟိုအပြင်လာခြင်းတော့ညားလဲလောက်ကန်ကခက်ခဲကြတယ်လေးထိုင်အတွက်ခက်ခဲကြတယ်အဲ့လိုမျိုးတော့ကိုစိတ်ကြည့်တယ်အဲ့တော့စိတ်ကြည့်ရတယ်ကျွန်တော်ဒီကနေ့ရောက်ဒီနေ့ကျွန်တော်တို့လောကဆိုင်မှာလူရှိပါတယ်အခမဲ့ဆိုင်ဆက်ပြီးပါတယ်ပြီးရင်ကျွန်တော်တို့ဒီလေးထိုင်အတွက်ကိုကျွန်တော်တို့တက်တာတော့လည်းဆက်ပြီးလူရှိတယ်ဆိုတာကိုအများကြီးသိချင်ပါတယ်ဘယ်လိုဖြစ်လဲဆိုအများကြီးသိချင်တာဒီလိုအကားရှိချတာမဟုတ်ဘူးဟုတ်ကဲ့ပါတကယ်ဒုက္ခရောက်တဲ့လူတွေတကယ်မလုပ်ချင်မကညီမဲ့ကျွန်တော်တို့ဒီအေးချက်နေနေတဲ့လူတွေကညီသိချင်တာဖြစ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါညီလေးခုလိုဖြူပေးအတွက်လည်းအများကူစားကိုချစ်လောက်ကန်ရှာဖွေရငါမျိုးကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်လည်းအခုလိုလောက်ကန်ကူညီပြီးတော့ကျွန်တော်ကူညီပေးရလဲကျွန်တော်ကိုချစ်လောက်ကန်ရှာဖွေအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာအများကြီးကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါ